282ထိကာလာဆောင်လှေကားတွေနဲ့အတူကမ္ဘာအကြီးဆုံးလော့မူရူကန်ရွှေရောင်ရုပ်ထုကြီးရှိတဲ့မလေးရှားနိုင်ငံရဲ့နာမည်ကြီးတဲ့ခီးသွွားနေရာတစ်ခုဘာတူကေဒီနေ့မချိုနဲ့အတူမလေးရှားကွာလာလမ်ပူကနေဘာတူကေကိုရထားနဲ့သွားလည်ကြရအောင်ကွာလာလမ်ပူကနေဘာတူကေအထိရထားနဲ့ဓာတ်ရိုက်တစ်ဆင့်နဲ့သွားလို့ရပါတယ်ရထားကလည်းတကြောင်စာအတွက်မလေးရှား ringgit 2.5 ပဲကျတင်တာဆိုတော့ transportation အတွက်အလွန်မှသက်သာတဲ့ခရီးတစ်ခုပါ KL ကနေဘာတူကေအထိရှစ်ပူတာပဲရှိပါတယ်ရထားကလည်းတနားရီကြာတစ်စီးရှိတာမို့အကြာကြီးဆောင်စရာမလိုပါဘူးရထားနဲ့သွားတာဆိုတော့လမ်းမှာဘာ traffic jam မှမရှိတဲ့အတွက်မိနစ်30လောက်စီးရင်ကိုပဲမချို့တို့သွားကျင်တဲ့ဘာတူကေကိုရောက်ပါပြီရထားပူတာဆင်းတာနဲ့ဘာတူကေကိုသွားရဲ့လမ်းတစ်လျှောက်မှာစားတောက်ဆိုင်တွေလက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တွေနဲ့အတူဒန်းဆိုးတဲ့ဆိုင်တွေကိုလည်းတွေ့ရမှာပါဘာတူကေကိုမရောက်ခင်တခြားဝင်လဲလို့ရတဲ့ကူ3လေးခုလည်းရှိပါသေးတယ်အဲ့ဒါတွေအတွက်ကတော့ဝင်ကြေးပေးရပါတယ်မချို့ပထမအဆုံးဝင်လဲခဲ့တာကတော့တယောက်ကိုဝင်ကြေး10 ringgit ပေးရတဲ့တီရီရာမာယနာကေပဲဖြစ်ပါတယ်ဘူထဲမှာတော့ရာမာယနာစက်တော်တွေကဇက်ကွက်တွေကိုတရုပ်ပေါ်ထားတဲ့ရုပ်ထုတွေအပြည့်ပါပဲဘာတူကေအပါအဝင်ဒီမှာရှိတဲ့ဂူတွေကသဘာဝအတိုင်းဖြစ်နေတဲ့ကြောက်ဂူတွေပါအခုမချိုရောက်ရှိနေတဲ့စီရီရာမာယနာကေကလည်းဟိန္ဒူလူမျိုးတွေရဲ့ကိုယ်ဝယ်ယုံကြည်မှုတွေနဲ့ပြည့်နေပြီးခီးသွားတွေကိုဆွတ်ဆောင်နိုင်တဲ့နေရာတစ်ခုပါဘာတူကေကိုသွားတဲ့လမ်းတစ်လျှောက်မှာဂူတွေအပြင်ဟိန္ဒူဘုရားကျောင်းတွေကိုလည်းအစီအီတွေ့နိုင်ပါတယ်မချိုနောက်ထပ်ဝင်လည်ခဲ့တာကတော့တယောက်ကို10 ringgit ပေးရတဲ့ cave villa ပါဒီအထဲမှာတော့ဟိန္ဒူဘာသာဝင်တွေရဲ့ကိုယ်ပွင့်ယုံကြည်မှုနဲ့ဆိုင်တဲ့ရုပ်ထုတွေရှိသလိုမွေလိမ်မာလေးတွေနဲ့တပ်ပုံရိုက်လို့ရတဲ့နေရာလေးတစ်ခုလည်းရှိပါသေးတယ်။ဒါလေးကတော့မချိုဘွားရဲ့ပထမဆုံးအကြိမ်ဖြစ်မွေလိမ်မာလေးတွေကိုခန္ဓာကိုယ်ပေါ်တင်ပြီးတော့တပ်ပုံရိုက်ကူးခဲ့တာပါ။ဒီတပ်ပုံလေးတစ်ပုံရဖို့မချိုအထဲမှာအချိန်အတော်ကြာအောင်ကိုတက်တိမွေးပြီးမှရိုက်ခဲ့ရတာပါ။အခုဆိုရင်တော့မချိုတို့သွားမယ်ဘာတူကေ့ဖ်ကိုရောက်ပါပြီ။အဝင်မှာမြင်ရတဲ့ဒီရွှေရောင်ရုပ်ထုကြီးက42.8 မီတာအမြင့်ရှိတဲ့ကမ္ဘာအကြီးဆုံးမော်ရူကန်ရုပ်ထုကြီးပါကာလာလုံးလေကားတစ်တွေကိုတက်ရင်ခေါင်းနဲ့ရုပ်တရက်ရောက်လာတဲ့အတွေးလေးတစ်ခုကတော့သွားနိုင်ဆုံးမှာခရီးတွေထွက်ဖို့ပါလေကားတစ်ပေါင်း282ထစ်တက်ပြီးတကားလာလူလက်တော်တော်လေးညောင်းသွားပါပြီဒါပေမဲ့မြင်ရတဲ့မြင်ကွင်းကတော့ထွက်လာရတာနဲ့တန်လောက်အောင်ကိုအမခမ်းပါပဲလူထဲကိုဝင်လိုက်တာနဲ့လက်ဆောင်ပစ္စည်းဆိုင်လေးတွေကျောင်းဆောင်ငယ်လေးတွေအစီအီတွေ့ရမှာပါအခုမချိုတို့ရောက်နေတဲ့နေရာကဂူရဲ့ထိပ်ဆုံးမဟုတ်သေးပါဘူးဂူရဲ့ထိပ်ဆုံးကိုသွားဖို့အတွက်လှေကားတစ်ဆင့်ထပ်တက်ရအောင်ပါဒီနေရာလေးကတော့တဘာဝအတိုင်းအလင်းရောင်လေးဖြာကျနေတဲ့ဂူရဲ့အမြင့်ဆုံးမှာရှိတဲ့ကျောင်းဆောင်တစ်ခုပါဒီနေရာမှာဆူတောင်းဝတ်ပြုတာတွေလုပ်လို့ရပြီးလာလေတဲ့လူတိုင်းကိုအဆောင်အနေနဲ့လက်ပတ်ကလေးတွေပြန်ပေးပါတယ်ဂူတွေကတဘာဝအလှတရားတွေဟိန္ဒူဘာသာဝင်တွေရဲ့ကိုယ်ွယ်ယုံကြည်မှုတွေကိုမချိုတဝကြီးလေ့လာခဲ့ပါတယ်ဘာတူကေ့ဖ်ကမပြန်ခင်အရန်ရသာရှိတဲ့အိန္ဒိယအစားအစာလေးလည်းဝင်စားခဲ့ပါသေးတယ်။ဒါတော့ခုမချိုသွားခဲ့တဲ့ဘာတူကေ့ဖ်ပါ။ Bye bye